နိုရာလေးကိုပြည့်ဆွတ်စာကျွေးတဲ့9ရက်မြောက်နေ့မှာတော့ထမင်းနဲ့ရွှေဖြုံသီးအပြင်ပန်းပွင့်စိမ်းကိုပါထပ်တိုးပြီးတော့ကျွေးကြည့်ပါတယ်။ကလေးလေးတွေကိုပေါ့နော်အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာတတိပြုရမှာကတစ်နှစ်ယောက်ကလေးတွေကိုအချိုတွေအငံတွေဟင်းကပ်မှုန့်တွေကျွေးဖို့လုံးဝမလိုအပ်ပါဘူး။တစ်နှစ်ယောက်ကလေးတွေကိုတကြားတွေစားတဲ့ဟင်းကပ်မှုန့်တွေကလုံးဝမကျွေးရပါဘူးနော်။သူတို့ကိုအသီးအရွက်တွေရဲ့သဘာဝအရာသာလေးကိုခံစားတတ်အောင်စားတတ်အောင်လို့လေ့ကျင့်ပေးရပါမယ်။သူတို့ကိုပြင်ဆင်ပေးတဲ့ပစ္စည်းလေးတွေကိုလည်းတေချာတန့်စင်အောင်ပို့သက်ပြီးတော့မှသုံးသင်ပါတယ်နော်ဒီနေ့မှာတော့နိုရာလေးကိုရွှေဖြုံသီးနဲ့ထမင်းနဲ့အပြင်ပန်းပွင့်စိမ်းနဲ့ပေါ့နော်သုံးမျိုးရောပြီးတော့အရသာတစ်လေးကိုကျွေးကြည့်ပါတယ်နိုရာလေးကအရသာတစ်လေးတွေကိုစားတတ်သွားပြီမို့လို့ပေါ့နော်အရသာထပ်တိုးပြီးကျွေးပေမဲ့လို့ကောင်းကောင်းစားတတ်နေပါပြီဒါကတော့ရွှေဖြုံသီးရဲ့ထမင်းရဲ့ပန်းပွင့်စိမ်းရဲ့သုံးမျိုးဆက်ထားတဲ့နိုရာလေးအတွက်ဖြည့်ဆွတ်စာဖြစ်ပါတယ်ရှင် Wash. Ah. Oh, la 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 la. Only to like the and me to like the she's a the low to a cono con sub like that she's a only yan to like the you to me not only to like the only she on the car was a day on sub like that she's a to like the media con chuan navy the meat of Sarah we never saw me only to like the cheap lima like that only mama lima only no oh la mama lima only money she like that I don't need a chip of gun let me not alone enough only to like the but I chi hobby is a malay a con salmon to like only to like the only she's a yeah you tell me 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 only you divided me out of the cheese you did me out of the cheese at the media